สวัสดีค่ะทุกคนพิมพ์ชาแนลนี้ပြန်လည်ကြိုဆိုလိုက်ပါရှင်ဒီကနေ့မှာတော့နောက်ထပ်တင်ခန်းစာအသစ်လေးကိုလာပြောမျှဝေပေးတော့မှာပဲဖြစ်ပါရှင်ဒီကနေ့လာပြောပြတော့မယ်အကြောင်းအရာလေးကတော့ဝေလာဆိုတာ ਨੇ ဒီအချိန်နဲ့ပတ်သက်တဲ့စကားလုံးလေးပဲဖြစ်ပါရှင်အချိန်ကိုပြောတဲ့အခါမှာဆိုရင်ထိုင်းမှာဆိုရင်ကျမတို့ကအပိုင်း၃ပိုင်းခွဲထားတာပဲဖြစ်ပါရှင်ပထမဆုံးအနေနဲ့ဆိုရင်ကျမတို့ကဒီနေ့ပိုင်းပေါ့နော်နေ့ပိုင်းကိုကြတော့မုံလို့ခေါ်ပါတယ်မုံဆိုတာကဒီမနက်6နာရီကနေပြီးတော့ညနေ6:59အထိကိုခေါ်တာပါရှင်ထုံဆိုတာကကြတော့ကျမတို့ဒီညနေပေါ့နော်9နာရီကနေပြီးတော့ဒီညခင်းပိုင်း17:59အထိကိုခေါ်တာပါရှင်နောက်ဆုံးတစ်ခုအနေနဲ့ဆိုရင်ဒီပေါ့နော်ဒီဆိုတဲ့စကားလုံးကိုကြတော့ကျမတို့ဒီညပိုင်း12နာရီကနေပြီးတော့မနက်ခင်း6နာရီမထိုးခင်အထိကိုခေါ်တာပါရှင်ဆက်ပြီးတော့ကျမတို့ဒီမုံဆိုတဲ့စကားလုံးလေးနဲ့သူရဲ့ကဏ္ဍကိုတွဲပြီးဆိုကြည့်ပါမယ်မနက်ခင်း6နာရီကိုကြတော့6โมงเช้าဆိုတာကဒီမနက်ခင်းအစောပိုင်းကိုပြောတာပါ9နာရီကျတော့7โมงเช้า10နာရီဆိုရင်8โมงเช้าနောက်တစ်ခုမှဆိုရင်9နာရီဆိုလို့ရှိရင်9โมงเช้าပေါ့နော်ဒီတကယ်လို့10နာရီရောက်ပြီဆိုလို့ရှိရင်တော့ကျမတို့ဒီ6ဆိုတာမထည့်တော့ပါဘူးရှင်10နာရီဆိုရင်10โมง17နာရီဆိုရင်11โมง12နာရီရောက်ပြီဆိုရင်ကျမတို့ကเที่ยงဆိုတဲ့စကားလုံးကိုသုံးရပါတယ်เที่ยงပေါ့နော်နေ့လည်ခင်းတနာရီကနေစပြီး3နာရီထိကိုကျမတို့ကပိုင်ဆိုတဲ့စကားလုံးကိုသုံးရပါမယ်ဘောအိုင်းပိုင်ပေါ့နော်ပိုင်1โมงဆိုရင်တနာရီပိုင်2โมงဆိုရင်2နာရီပိုင်3โมงဆိုရင်3နာရီပေါ့နော်4နာရီရောက်တဲ့ချိန်မှာဆိုရင်တော့ကျမတို့ကရင်ကိုထည့်ပြီးတော့သုံးပါမယ်ရှင်ဒါဆိုရင်ကျမတို့ရင်ကိုထည့်ပြီးသုံးကြည့်ပါမယ်4โมงเย็นဆိုတာကညနေခင်း4နာရီကိုခေါ်တာပါ5โมงเย็นဆိုတာက5နာရီ6โมงเย็นဆိုရင်6နာရီပေါ့နော်9နာရီရောက်ရင်တော့ကျမတို့ကထုံးဆိုတဲ့စကားလုံးနဲ့ပြန်ပြီးတော့တွဲပါမယ်ရှင်ထုံးနဲ့ပတ်သက်ပြီးတော့တုံးကြည့်ပါမယ်ညပိုင်း9နာရီကိုကြတော့ကျမတို့က1ထုံးလို့ခေါ်ပါမယ်10နာရီဆိုရင်2ထုံး9နာရီဆိုရင်3ထုံး10နာရီဆိုရင်4ထုံး17နာရီဆိုရင်5ထုံးတကယ်လို့12နာရီဆိုရင်တော့ကျမတို့ကเที่ยงคืนလို့သုံးပါမယ်เที่ยงคืนညခင်းပိုင်းတနာရီကနေစပြီးတော့ကျမတို့ဘယ်လိုခေါ်မလဲဆိုရင်တနာရီကိုတီ1 2နာရီဆိုရင်တီ2 3နာရီဆိုရင်တီ3 4နာရီဆိုရင်တီ4 5နာရီဆိုရင်တီ5လို့ခေါ်ပါမယ်ဒီနေ့မှာတော့အချိန်ပိုင်းခြားနဲ့ပတ်သက်ပြီးပြပြထားပဲဖြစ်ပါရဲ့ရှင်နောက်ထပ်တခြားတော့လေ့လာခြင်းတဲ့အရာများရှင်ကိုမမှန်ခဲပေးလို့ရပါရဲ့ရှင်